အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကဒီပေါ့နော် Facebook account လေးပေါ့နော် account ကတော့ page ပုံစံပြောင်းထားတာပေါ့အဲ့ဒါလေးကဝါနေတာတော့ကြာပြီပေါ့နော်ဝါနေတာကနေမနေ့ကစိမ့်သွားတဲ့အတွက်ကြောင့်မလို့ကျမပျော်သွားတာပေါ့နော်အဲ့ဒါလေးကိုလည်းဒီနေ့ဘလို့လုပ်ပြီးရခဲ့တာလဲဆိုတာပြန်လည်မျှဝေချင်လို့ပါရှင်ကျမရဲ့ account လေးကကြတော့ဒီလွန်ခဲ့တဲ့2024ခုနှစ်လပိုင်းကပေါ့နော်ခုနှစ်လပိုင်းနဲ့disable ဖြစ်သွားတယ်။နောက်3လလောက်ကြာတဲ့အခါကျတော့ဒီ disable account တွေပြန်ယူလို့ရပြီလို့သတင်းတွေထွက်လိုက်တဲ့အခါမှာ service တော့အပ်လိုက်တာပေါ့နော်။အဲ့ကနေ account လေးကနေပြန်ရလာခဲ့တယ်။ဒါပေမဲ့ဒီ action လေးတွေရထားတာအတွက်ကြောင့်မလို့ account လေးကဝါနေတာ။စိမ့်ကိုမလာတော့ဘူးပေါ့နော်။အခါကျတော့ဒီပြီးခဲ့တဲ့ရက်ကကျမဒီဘယ်လိုလုပ်ရမလဲဆိုတာလေးပေါ့နော်လိုက်ပြီးတော့လေးလိုက်နဲ့ရသွားတာပေါ့နော်ရသွားတဲ့ခါကျတော့ကျမအဲ့ဒါလေးကိုဒီနေ့ဗီဒီယိုထဲမှာပြန်ပြီးတော့ရှင်းပြချင်တာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီ account ပေါ့နော် Facebook account ရဲ့ဒီ support ပေါ့နော် SUPPORT ကိုနှိပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျမအနေနဲ့အများကြီးသိတာတော့မဟုတ်ဘူးဒါပေမဲ့ကိုလုပ်ပြီးတော့ရခဲ့တာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ရှာသူကိုလည်းရစေချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ပြန်လဲဝင်မြတာဖြစ်ပါတယ်ဆိုတော့အဲ့လိုဒီ support ကိုဝင်တဲ့အခါမှာဒီမှာနှစ်ခုရှိတယ်ပေါ့နော် report a technical problem ရဲ့ connect with agent ရဲ့ပေါ့နော်အဲ့တော့ connect with agent ကကြတော့ဒီ blue map ဝယ်ထားတဲ့သူတွေကဒီ meta နဲ့ဒါရိုက်စပို့ပြီးစကားပြောလို့ရတယ်ပေါ့နော်ကျွန်မကကြတော့ဒီတစ်ခေါက်မှာ blue map ဝယ်လိုက်တယ်ပြီးတော့အဲ့ကနေပြီးတော့လဲတွားပြီးတော့စပို့တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ report a technical problem ကလည်းစပို့လို့ရတယ်အဲ့တော့အဲ့ဒီ report a technical problem ကပို့လို့ရတယ်လို့တော့မှပဲပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတွေးထားတဲ့အချက်လက်ထဲမှာအဲ့ကနေပို့ပြီးတော့2ရက်3ရက်အတွင်းကြာရင်ရမယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လဲကျွန်မ28ရက်နေ့ကပို့ပြီးတော့30ရက်နေ့ညရခဲ့တာပေါ့နော်โอเคအဲ့တော့ကျွန်မဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာဒီမှာ include ဆိုတာလေးရှိတယ်ပြီးတော့ဒီမှာသူ product တွေရွေးရမှာပေါ့နော်အဲဒီမှာကျမတို့က photo ဆိုတာလေးကိုရွေးရမယ်အဲ့တော့ဒီမှာ record screen ရဲ့ upload from photo ရဲ့ပေါ့နော်အဲ့တော့ upload from photo ဆိုပြီးတော့ gallery တွေကပုံလေးကိုရွေးရမယ်ဘယ်ပုံလေးတွေရွေးရမလဲဆိုတာကိုလည်းကျမသိထားတဲ့အတွက်ကြောင့်မလို့အရင်က screenshot ရိုက်ထားတာပေါ့နော်အဲ့တော့ကဲရွေးကိုကဒီလိုလေးလိုက်လို့မယ်ဆိုလို့ရှိရင်လည်း screenshot လေးရိုက်ထားဖို့လိုပါတယ်အဲ့ဒါကဘာလဲဆိုရင်နံပါတ်1ကိုရဲ့ profile ပုံလေးကို screenshot ရိုက်ရမယ်နံပါတ်2ဘာဖြစ်လို့ဘယ်နေရာတွေမှာဒါလေးပေါ့နော်profile has some issues ပေါ့နော်ဒီဟာလေးကိုလည်းကျွန်မscreenshot ရိုက်ထားတယ်ပြီးရင် view details ကိုနှိပ်လိုက်ပေါ့နော် view details ကိုနှိပ်လိုက်ရင်ကျွန်မဆိုရင်တော့ဒီမှာဒါတွေပေါ်လာတာပေါ့နော်ကဲဒီမှာအားထပ်ပေါ်လာတယ်ထပ်ပေါ်လာပြီး CO ကိုထပ်နှိပ်လို့ရှိရင်လည်းထပ်ရှိသေးတယ်ပေါ့နော်ဟိုအများကြီးပါပဲ2023 2024တုန်းကသူ action ယူထားတဲ့ဟာတွေအများကြီးပဲပေါ့နော်အဲ့ဒီ၄ပုံကိုထည့်လိုက်တယ်ပေါ့နော်၄ပုံကိုထည့်လိုက်ရမယ်ပြီးတော့ဒီမှာ describe this issue ဆိုတာရှိရယ်describe the issue ပေါ့နော်ဒီနေရာလေးမှာကျတော့ကိုဘာဘလို့ဖြစ်တာလဲဆိုတော့ပြောပြရမှာပေါ့နော်ဒီမှာဆိုရင်တော့ကျွန်မကဒီဟာ Facebook admin တင်ပေါ့နော်ကျွန်မဒါလေးတွေကို2023 2024တုန်းကအတိတ်ကာလတုန်းကမသိခဲ့လို့လုပ်ခဲ့ပါတယ်ပေါ့တနာခန့်စာတင်ရမှာပေါ့နော်စာလေး3လေးကြောင်းနဲ့အခု2025မှာတော့ကျွန်မမလုပ်ပါဘူးပေါ့နော်ဒီဘယ်လိုပြောမလဲစီမင်းစည်းကမ်းတွေကိုလည်းလိုက်နာနေပါတယ်နောက်လည်းလိုက်နာသွားပါမယ်ဆိုတာမျိုးလေး3လေးကြောင်းလောက်ရေးရမှာပေါ့နော်ရေးပြီးသွားပြီဆိုရင်တော့ကျမတို့ဒီပေါ်မှာ send လေးကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့လေးကိုနှိပ်ပြီးတော့ပို့လိုက်ရင်စောင့်နေရမှာပေါ့နော်3-4ရက်လောက်ကြာလို့ရှင်တော့သူကရသွားတယ်ပေါ့နော်ကျမကတော့ရသွားတာပေါ့နော်ကျမလည်းအများကြီးတော့သိနေတာမဟုတ်ဘူးဒါပေမဲ့ကိုကတော့အဲ့လိုလေးလုပ်ပြီးတော့ရသွားတာဆိုတော့ပြန် share ချင်တာပေါ့နော်အဲ့တော့ကျမကတော့ရပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒါလေးကိုမနှိပ်လိုက်တော့ဘူးအဲ့တော့ကျမရေဝင်ကြည့်လိုက်တဲ့အခါမှာကျမအကောင့်လေးဘယ်လိုစိမ့်နေလဲဆိုတာပြမယ်ပေါ့နော် professional dashboard ကနေဝင်လိုက်အိုးဒီမှာအကောင့်လေးကစိမ့်သွားပါပြီရှင်ဒါလေးပေါ့နော်ဒီနားမှာအစားတော့ဒါလေးကဝါနာပေါ့နော်ဝါပြီးတော့ဆွနာပြောတဲ့ action ယူထားတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်အခုတော့ကျမရဲ့အကောင့်လေးကစိမ့်သွားပါပြီရှင်ကဲအားလုံးပဲပေါ့နော်
အကောင့်ဝါနေတဲ့သူတွေကျမရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ like လုပ်ကြည့်ကြပါကျမဒီဗီဒီယိုလေးရဲ့အဆုံးလေးမှာလည်းပဲဒီဘယ်လိုလေးလုပ်ရလဲဆိုတဲ့ဟာလေးကိုပုံလေးနဲ့ပေါ့နော် step by step ထပ်ထည့်ပေးပါအောင်မယ်အဲ့တော့ဗီဒီယိုလေးကိုလည်းကြည့်လို့ရတယ်ပုံလေးတွေရဲ့တစ်ဆင့်ချင်းကိုလည်းကြည့်လို့ရတယ်ကြည့်ပြီးတော့လုပ်ကြည့်ပါအကယ်၍လုပ်ကြည့်လို့ရသွားတယ်ဆိုလို့ရှိရင် comment လေးမှာမှတ်ပေးပါအောင်နော်အားလုံးပဲအဆင်ပြေကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်